ဒီနေ့မှာတော့ဂျပန်အင်တာဗျူးဝင်ဖို့အတွက်ခိုင်းဝါတက်ဖြေရမယ့်လူတွေ pre interview ဝင်ရမယ့်လူတွေအတွက်အခက်တွေ့နေတဲ့လူတွေအတွက်ပေါ့နော်အခက်တွေ့နေတဲ့လူတွေအတွက်အဓိကအားဖြင့်တော့လေ့ကျင့်လို့ရမယ့်မေးခွန်း10ခုကိုကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်ဒီမေးခွန်းတွေကမလေ့လာထားဘူးဆိုလို့ရှိရင်အင်တာဗျူးမှာဘာမှဖြေလို့မရတာမျိုးဘာဖြေလို့ဖြေရမှန်းမသိတာမျိုးလွယ်ကူနဲ့မဖြေတတ်တာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အခါမှာကိုယ့်ရဲ့ image ကိုအရန်ကျသွားသေးတတ်တယ်အရန်ကျပြီးတော့ interview တွေမအောင်မြင်တာမျိုးတွေဖြစ်တတ်တဲ့အတွက်ကြောင့်တစ်ချက်လေ့လာထားဖို့လိုပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တစ်ခုပြောချင်တာကဥပမာခိုင်းဝါတက်နဲ့ဒီ pre interview ပေါ့နော်ခိုင်းဝါတက်နဲ့ pre interview ကဘယ်ဟာပိုခက်နိုင်ခြေရှိလဲဆိုရင်အဓိကအဖြစ်တော့ခိုင်းဝါတက်ကပိုခက်ပါတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ခိုင်းဝါတက်မှာဒီ pre interview မှာဆိုလို့ရှိရင်皆さんတို့ကိုအကြီးကိုရှော့ကိုင်းဆိုမဲ့တမန်ကရှာကမေကွန်းလေးတွေအရင်ခက်မဟုတ်ဘဲနဲ့ဒီ皆さんတို့ရဲ့အကြောင်းအရာတွေနဲ့ပတ်သက်တဲ့မေကွန်းလေးတွေလောက်ပဲမိမှာပေါ့နော်အရင်ခက်တဲ့လုပ်ငန်းခွင်နဲ့ပတ်သက်တဲ့မေကွန်းလေးသိမေးထားမရှိတာမျိုးပေါ့နော်ဒါပေမဲ့ pre interview မှာကျတော့အဲ့လိုမဒီခိုင်းဝါတက်မှာကျတော့အဲ့လိုမဟုတ်ဘူးပေါ့နော်ဒီ皆さんတို့ရဲ့အကြောင်းအရာတွေလည်းမေးမယ်အလုံးနဲ့ပတ်သက်ပြီးတော့လည်းမေးမယ်ဂျပန်နဲ့ပတ်သက်ပြီးတော့လည်းမေးမယ်အများကြီးမေးတဲ့ຢာတွေရှိသူတို့အကုန်လုံး point မေးမှာဖြစ်တဲ့အတွက်ခိုင်းဝါတက်ကပို့ပြီးတော့အနေနဲ့များခတ်နိုင်တယ်ပေါ့နော်အဲ့တော့ခိုင်းဝါတက်မှာဖြစ် pre interview မှာဖြစ် interview ဘလို့ interview မှာပဲဖြစ်ကျွန်တော်တို့နေအဆင်ပြေနိုင်ဖို့အတွက်ကျွန်တော်ဒီနေ့မေးခွန်း10ခုပြင်ဆင်ထားဖို့ကျွန်တော်ပြပေးမယ်ဖြစ်တယ်ပေါ့နော် okay နံပါတ်1မေးခွန်းပေါ့နော်ホームシックになればどうしますかホームシックになればどうしますかホームシックကြားဘူးလားတော့မသိဘူးအဲ့တော့ home ship ကိုမသိရင်ကျွန်တော်ဘာဖြစ်လို့ဖြစ်ရမှန်းမသိတာမျိုးတွေဖြစ်တတ်တယ် home ship ပေါ့နော် home ship ဆိုတာ home sick ကနေလာတာဒီဂျပန်အင်္ဂလိပ်စကားကနေလာတာပေါ့နော် home sick ဆိုတာအိမ်လွမ်းတာကြာခြင်းပေါ့နော်အိမ်လွမ်းတာကြာရင်ဘာလို့မလဲလို့မေးရအောင်နော်ဒီမေးခွန်းကိုဆိုလို့ရှိရင်လည်းကျွန်တော်အနေနဲ့ပြင်ဆင်ထားဖို့အရေးကြီးပါတယ် home ship ကိုနားမလည်ဘူးဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ဘာဖြစ်လို့ဖြစ်ရမှန်းမသိတာမျိုးတွေဖြစ်တတ်တဲ့အတွက်ကြောင့်ဒီလိုမေးခွန်းမျိုးကိုအဓိကထားပြီးတော့ကျွန်တော်အနေနဲ့ပြင်ဆင်ထားဖို့အရေးကြီးတယ် home ship ဆိုတဲ့ခေါ်တော့ဘာကိုနားလည်အောင်လေ့ကျင့်ထားပါနောက်တစ်ခုあなたの職歴で大切なことは何ですか大事なことは何ですかတည့်ရဲ့လုပ်ငန်းအတွေ့အကြုံမှာအရေးကြီးဆုံးရာကဘာလဲလို့မေးတဲ့မေးခွန်းကဥပမာမင်းဆန်တို့အနေနဲ့စီဖောင်ထဲမှာဖြည့်ခဲ့တယ်မင်းဆန်တို့ရဲ့လုပ်ငန်းအတွေ့အကြုံတွေဖြည့်ခဲ့အဲ့လုပ်ငန်းအတွေ့အကြုံမင်းဆန်ကဒီဝက်စားဆိုင်မှာအလုပ်လုပ်ခဲ့တယ်ခိတ်တန်းရှော့ဖို့ဒီဖုန်းဆိုင်မှာအလုပ်လုပ်ခဲ့တယ်ဆိုတော့အဲ့ကဖုန်းဆိုင်မှာမင်းဆန်အရေးကြီးဆုံးရာကဘာလဲအဝက်စားဆိုင်မှာအရေးကြီးဆုံးရာကဘာလဲကိုမေးတာဖြစ်ပါတယ်အဲ့တော့စီဖောင်မှာကိုဖြည့်ခဲ့တဲ့ဒီလုပ်ငန်းနဲ့ပတ်သက်ပြီးတော့အရေးကြီးတဲ့အရာကဘာလဲဆိုတဲ့အကြောင်းအရာမျိုးလေးတွေကိုလည်းအဓိကအားဖြင့်တော့မင်းဆန်တို့လေ့လာထားဖို့အရေးကြီးပါတယ်လေ့လာထားဖို့အရေးကြီးဒါက first interview pre တွေမှာမေးတတ်တဲ့ခိုင်ဝါတက်တွေမှာစစ်တတ်ပါတယ်ပေါ့နော် okay နောက်တစ်ခုကတော့လွယ်လေးနဲ့မသိရင်ခက်တတ်တယ်ပေါ့နော်あなたの生年月日を教えてくださいあなたの生年月日誕生日လည်းမေးလို့ရတယ်ပေါ့နော်皆さんတို့ရဲ့မွေးနေ့皆さんတို့ရဲ့မွေးနေ့တက်ကလေးကိုမေးခိုင်းတာဖြစ်တယ်ပေါ့နော်生年月日လို့မေးမယ်တန်ကြောပြီလို့မေးမယ်သူတို့မေးချင်တာမေးမယ်ပေါ့နော်ဒါတော့မေးခွန်း3ခုမြောက်မေးခွန်းဖြစ်ပါတယ်ပေါ့နော်โอเคနောက်နံပါတ်4ခုမြောက်မေးခွန်းက外国へ行ったことがありますか外国へ行ったことがありますか外国に行ったことがありますかဒီ外国に働いた経験がありますか外国に行った経験がありますかဒီနိုင်ငံခြားမှာအလုပ်လုပ်ခဲ့ဘူးတဲ့အတွေ့အကြုံရှိလားထိုင်းမှာပဲဖြစ်စေကိုမှာဖြစ်ဖြစ်အလုပ်ငန်းအတွေ့အကြုံတွေလုပ်ဒီစိတ်ကဆော့လုပ်ခဲ့ဘူးတာတွေရှိလားလို့လည်းမေးတတ်ပါတယ်ပေါ့နော်အဲ့တော့ခိုင်လိုပဲမေးဂိုင်းခုတ်ကူလိုပဲမေးပေါ့နော်အဓိကကတော့နိုင်ငံခြားအတွေ့အကြုံရှိလားလို့မေးတာဖြစ်တယ်ပေါ့နော်ဒါမျိုးလေးဆိုလို့ရှိရင်လည်းလေ့ကျင့်ထားဖို့အရေးကြီးပါတယ်မေးတတ်ပါတယ်တစ်ခါတည်းမှာကျွန်တော်အနေနဲ့ကုတ္တပလေးတွေမတိလို့မဖြေလိုက်နိုင်တာမျိုးတွေမဖြေရလေအောင်လေ့ကျင့်ထားမယ်ဆိုလို့ရှိရင်အဆင်ပြေပါတယ်ဒါတော့၄ခုမြောက်မေးခွန်းဖြစ်ပါတယ်၅ခုမြောက်မေးခွန်းကတော့家族の仕事は何ですかမိသားစုရဲ့အလုပ်ကို皆さんတို့အနေနဲ့ပြောပြထားဖို့အရေးကြီးပါတယ်ဘာမှမလုပ်ဘူးဆိုတာတဲ့တခုခုတော့ပြောပြထားဖို့အရေးကြီးတယ်ပေါ့နော်家族の仕事ကိုလည်းစဉ်းစားထားဖို့လိုပါတယ်โอเคဒါတော့5ခုမြောက်နံပါတ်6ခုမြောက်မေးခွန်းကあなたの強みと弱みを教えてくださいあなたの強みと弱みを教えてくださいတင်းရဲ့အားတာချက်နဲ့အားနည်းချက်ကိုပြောပြပါあなたの強みと弱みを教えてくださいမင်းရဲ့အားတာချက်နဲ့အားနည်းချက်ကိုပြောပြပါဒီမှာတစ်ခါလေးပြောလိုက်ပါမယ်တန်းလျှော့ချောလျှော့လို့လည်းမေးနိုင်တယ်ဆိုရောမိဂျဝါမိလို့လည်းမေးနိုင်တယ်အီတခိုရိုဝါရီတခိုရိုလည်းမေးနိုင်တယ်အများကြီးမေးနိုင်တာဖြစ်တဲ့အတွက်သူညီတဲ့ခိုတိုဘာများကိုလည်းလေ့ထားဖို့လိုတယ်ပေါ့နော်သူညီတဲ့ခိုတိုဘာတွေလည်းလေ့လာထားဖို့အရေးကြီးပါတယ်โอเคနော်โอเค
6ခုပေါ့နော်9ခုမြောက်က keso eki အာနာတာနော keso eki ဝနန်ကာတာဒစကတိရဲ့တွေ့အမျိုးအစားကဘာလဲအာနာတာနော keso eki ဝနန်ကာတာဒစက keso eki ဆိုတာတွေ့အမျိုးအစားကိုမိတာဖြစ်ပါတယ် unit ဆိုလို့ရှိရင်ဂါတာနဲ့ထွက်ရပါတယ်ပေါ့နော်ဂါတာနဲ့ပြောလို့ရပါတယ်ပေါ့လေ okay တော့နောက်တစ်ခုကျွန်တော်စဉ်းစားထားတာကတော့ပေါ့နော်ရှော့ကူပါတဲ့ပေါ့နော်ရှော့ကူပါတဲ့ဝါခါရနိုင်ပေါ့နော်ဝါခါရနိုင်ခိုတိုကအတ္တရာဒိုရှိမတ်ကနားမလဲတဲ့ဟာတွေရှိရင်ဘယ်လိုလုပ်မလဲပေါ့နော်ရှော့ကူပါတဲ့နီဟွန်ကောကဝါခါရနိုင်တို့ခေဝပေါ့နော်ဒိုရှိမတ်ကဒီဂျပန်ဘာစကားကိုနားမလဲတဲ့အခါမှာဘယ်လိုလုပ်မလဲဒီလိုမေးခွန်းမျိုးတွေလည်းလေ့လာထားဖို့အရေးကြီးပါတယ်ပေါ့နော်ဒါကတော့8ခုမြောက်ရှိပါတယ်ပေါ့နော်9ခုမြောက်က集団生活をした経験がありますか集団生活をした経験がありますか集団生活をဆိုတာ皆さんတို့ grow life နေဘူးတဲ့အတွေ့အကြုံရှိလားဘယ်လိုဟာမျိုးတွေဖြေလို့ရလဲဆိုလို့ရှိရင်皆さんတို့နဲ့အဆောင်မှာနေခဲ့ဘူးတဲ့တငယ်ချင်းတွေနဲ့အတူတူဒီလိုဟာမျိုးလေးတွေကိုအဓိကအဖြစ်တော့ဖြေလို့ရတယ်အဆောင်မှာအတူတူနေခဲ့ဘူးပါတယ်ပေါ့ဒါမျိုးလေးတွေဘယ်တော့အဆောင်မှာတငယ်ချင်းတွေနဲ့အတူတူနေခဲ့ဘူးပါတယ်ဒါဟာ集団生活ဆိုဖြစ်တယ်နော် okay နောက်တစ်ခုနောက်ဆုံးပိတ်တစ်ခုကတော့ジッポンで料理を作れますかジッポンで料理を作れますかကိုကိုတိုင်းဟင်းချက်ပြုတ်နိုင်လားလို့မေးရဖြစ်ပါတယ်။ဘာဖြစ်လို့မေးရလဲဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ကိုကိုတိုင်းဒီမှာတချို့ကြီးအလုပ်တွေမှာဆိုလို့ဒီအစီအစဉ်ပေးတဲ့အလုပ်ဆိုတာတော့ရှားတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အစားအစာတွေကမတူတဲ့အတွက်ဒီရောက်တော့မစားနိုင်တာတွေဆိုလို့ရှိရင်ကိုကိုတိုင်းချက်မပြုတ်တတ်တဲ့လူတွေဆိုလို့ရှိရင်အခက်တွေ့နိုင်တဲ့အတွက်ကြောင့်သူတို့အနေနဲ့အဲ့လိုမျိုးလေးတွေပေါ့နော်ကိုကိုတိုင်းဟစ်ချက်တက်လားဆိုတာမျိုးလေးတွေမေးလင်မိတာရှိပါတယ်အဲ့လိုမေးတဲ့အခါမှာချက်ပြုတ်တတ်တယ်ဆိုတာတဲ့နောက်ကနေ review လေးလိုက်ပေးနေဆိုလို့ရှိရင်ပို့ပြီးတော့အဆင်ပြေတယ်သူတို့ပို့ပြီးတော့အကြိုက်တွေ့စေမှာဖြစ်ပါတယ် okay နဲ့အဲ့တော့ဒါကတော့ကျွန်တော်ဒီနေ့ share လုပ်ပေးတဲ့မေကွန်းဆက်ဖို့ဖြစ်ပါတယ်။နေ့စံတော့ pre interview မှာပဲဖြစ်ဖြစ်ဒီ pre interview မှာလည်းဒီလိုမေကွန်းလွယ်လေးတွေပပလေးပြီးတတ်ပါတယ်။ခိုင်းဝါချက်မှာလည်းပါတတ်ပါတယ်။ခိုင်းဝါချက်မှာလည်းမေးများတယ်။ဒါပေမဲ့ဒီထက်နည်းနည်းတဲ့မေကွန်းလေးတွေလည်းရှိလာနိုင်တယ်ပေါ့နော်။ရှိတတ်တယ်ပေါ့နော်။ခိုင်းဝါချက်မှာကတော့အဲ့တော့ဒါလေးတွေကိုအရင်ဆုံးပြင်ဆင်ထားပါ။နော်။နေ့စံဒီ video လေးကနေ့စံတို့အတွက်အကျိုးရှိမယ်ဆိုလို့ရှိရင် follow လေး copy လေးရယူထားပြီးကြပါ။ share လေးလုပ်ထားပြီးကြပါ။ bye bye interview အမြန်အောင်ကြပါစေ။